ညံကောင်းတဲ့သူတွေဟာဒီ3စက္ကန့်အတွင်းမှာပဲအထက်ကအနီရောင်ကြိုကိုဘယ်လိုထုတ်ရမလဲဆိုတာသိကြပါတယ်စဉ်းစားရခက်တဲ့သူတွေတော့နိုင်ပေါင်းထောင်ပေးရင်တောင်ဖြေရှင်းနိုင်မှာမဟုတ်ပါဘူးဒီပဟေလီကိုရာကျော်လက်1000ပြန်လို့ခေါ်ပြီးရှေးခေတ်ကညံဤစမ်းတက်ဖို့အသုံးပြုခဲ့တဲ့ဂန်ထွင်ပဟေလီတစ်ခုပါလူအများစုကဒီအနီရောင်ကြိုးကိုလမ်းကြောင်းအတိုင်းအပြင်ဘက်ကိုဆွဲထုတ်ဖို့ဗီဇအရာစ조사ကြပေမယ့်လမ်းဆုံးမှာတော့ထွက်ပေါက်မှာရှိတဲ့ဒီတန်ကွင်းလေးကလမ်းကိုပိတ်ဆို့ထားပါတယ်နည်းနည်းပူပြီးစဉ်းစားတတ်သူတွေကတော့အနီရောင်ကြိုးကိုတန်ကွင်းထဲကနေဖြတ်ပြီးဆွဲထုတ်ဖို့စ조사ကြပါတယ်ဒါဆိုရင်အောင်မြင်တော့မလို့ပါပဲဒါပေမဲ့ကျိုးရဲ့အဆုံးကနှလုံးသားပုံတစ်သားတုံးကအကြီးမားဆုံးအဟန့်အတာဖြစ်လာပြန်ပါတယ်ရိုးရှင်းလာတဲ့ဒီဇိုင်းလေးကဒီလောက်အထိစမ်းကြယ်နေတာပါလွယ်တယ်ဆို comment မှာ okay ရေးခဲ့ပါဒါဆိုဒီပဟေလီကိုဘယ်လိုဖြည့်ရှင်းမလဲဒါဟာကလေးတွေရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကိုစမ်းသပ်တာဖြစ်ပြီးဉာဏ်စမ်းကစားနေတွေကစားဘူးတဲ့ကလေးတွေဟာကွက်ကိုငြင်နိုင်စွမ်းရှိပါတယ်အခုတေချာကြည့်ပေးပါအနီရောင်ကြိုးကိုအစားမတ်ကိုပြန်ပို့လိုက်တဲ့အခါလက်နှစ်ဖက်ကိုအနေထားပြောင်းလိုက်ပါပြီးရင်အနီရောင်ကြိုးကိုအပြင်ဘက်ကိုတဖြည်းဖြည်းပြန်ဆွဲထုတ်လာပါဒီနားရောက်ရင်ခဏရက်ပါပြီးရင်အပေါ်ဘက်ကိုလှည့်ပြီးတန်ကွင်းထဲကနေဖြတ်လိုက်ပါအခုအရေးကြီးဆုံးအဆင့်မှာအနီရောင်ကြိုးကိုအောက်ဘက်ကိုလှည့်ပြီးအလဲကလမ်းကြောင်းအတိုင်းတစ်ဖက်ပြန်ပတ်ထုတ်လိုက်ရုံပါပဲအခုဆိုရင်အောင်မြင်စွာထုတ်နိုင်တော့ပါပြီသင်ဟာအတွေးတိုးတက်ခြင်း page ကို follow ထားပါ